ရာထူးကထွက်ခွာတော့မယ်ဝန်ကြီးချုပ်နဲ့ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ဗိုလ်ချုပ်ကြီးပရိယွတ်ချန်ဟိုချာဟာကာကွယ်ရေးကောင်စီရဲ့နောက်ဆုံးအစည်းအဝေးကိုဥက္ကဋ္ဌအနေနဲ့တက်ရောက်ခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းမစ္စတာပရိယွတ်ဟာအသစ်တက်လာမဲ့ဝန်ကြီးချုပ်နဲ့အတူအစိုးရအိမ်တော်မှာတွေ့ဆုံခဲ့ပြီးဝန်ကြီးချုပ်ဖြစ်လာမဲ့သူကိုအိမ်တော်တဝိုက်လှည့်လည်မိတ်ဆက်တာတွေပြုလုပ်ခဲ့ပါသေးတယ်။ထိုင်းကာကွယ်ရေးဝန်ကြီးဌာနကိုရောက်ရှိနေတဲ့သတင်းတောက်တွေကရုံးလုပ်ငန်းတွေကနဲ့အနားယူပြီးနောက်ဘာဆက်လုပ်မယ်ဆိုတဲ့မေးခွန်းကိုတော့မစ္စတာပရိယွတ်ကအနားယူပါအောင်မယ်လို့သာတုံ့ပြန်ထားပါတယ်။ကျွန်တော်ဘယ်မှမသွားသေးဘူးအစိုးရအရာရှိတွေကအသက်60မှာပင်စင်ယူကြရပါမယ်ကျွန်တော်ကတော့အသက်80မှာပင်စင်ယူရပါတယ်လို့မစ္စတာပရိယွတ်ကသတင်းတောက်တွေကိုပြောခဲ့ပါတယ်။အသစ်တက်လာမဲ့ဝန်ကြီးချုပ်စရီထာနဲ့အစိုးရအဖွဲ့အစည်းအဝေးနဲ့ပတ်သက်ပြီးတွေးဆုံမှုကကောင်းမွန်ခဲ့တယ်လို့မှန်ကန်တဲ့အချိန်တစ်ခုမှထွက်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။ကျွန်တော်တို့အချင်းချင်းအပြန်အလှန်လေးစားမှုရှိကြတယ်။အချိန်ကမလုံလောက်တဲ့အတွက်ကြောင့်ကျွန်တော်တို့အများကြီးမပြောခဲ့ပါဘူးလို့သူကပြောပါသေးတယ်။အယောက်30မြောက်ဖြစ်လာမဲ့ဝန်ကြီးချုပ်အသစ်ဟာလုံခြုံရေးအေဂျင်စီရဲ့ကိစ္စတွေအပါအဝင်တချို့သောကိစ္စတွေကိုဥဆောင်တောင်းယူသွားမှာဖြစ်တယ်လို့သိရပါတယ်။ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခံရတဲ့စရီထာတာဗီဇန်ဟာပါလီမန်အဖွဲ့ဝင်တွေရဲ့ထောက်ခံမဲ330အထက်လွှတ်တော်အမတ်152မဲနဲ့စုစုပေါင်း482မဲရရှိခဲ့တာပါ။ကာကွယ်ရေးဝန်ကြီးဌာနရဲ့နောက်ဆုံးအစည်းအဝေးမှာဗိုလ်ချုပ်ကြီးပရိယွတ်ဟာလွန်ခဲ့တဲ့8နှစ်တာအတွင်းသူအာဏာယူထားချိန်မှာထောက်ပံ့ကူညီခဲ့ကြတဲ့စစ်ဘက်ဆိုင်ရာကွပ်ကဲရေးမှုတွေကိုကျေးဇူးတင်ကြောင်းပြောခဲ့တယ်လို့တိုင်းပြည်ဘာသာတရားနဲ့ဘရင်စနစ်စတဲ့ထိုင်းနိုင်ငံရဲ့ထောက်တိုင်3ခုနဲ့ထိုင်းလူမျိုးတွေကိုစောင့်ရှောက်ကြဖို့ကိုလည်းတိုက်တွန်းခဲ့ပါတယ်။ဒါအပြင်အကြီးတန်းစစ်ဘက်နဲ့ရဲဘက်အရာရှိတွေအနေနဲ့မိမိတို့ရဲ့ငယ်သားတွေကောင်းမွန်စွာနေထိုင်ရေးဖူလုံရေးနဲ့အကျိုးစီးပွားတွေကိုစောင့်ရှောက်ပေးကြဖို့ကိုလည်းမှာကြားခဲ့တယ်လို့သိရပါတယ်။ကျွန်တော်အောင်မျိုးမြတ်ပါဒီသတင်းကို The Nation Thailand မှာမိညမ်းကိုးကားတင်ဆက်ပေးထားပါတယ်။